မင်္ဂလာပါကျွန်မကတော့ makeup artist တဲ့ဆိုရင်ဖြစ်ပါတယ်ကျွန်မဒီနေ့ပြင်ပြမယ့် makeup look ကတော့ peach makeup look ဖြစ်ပါတယ်ကျွန်မရဲ့ own creation လေးနည်းနည်းထည့်ထားပါတယ်အရင်တော့ဆိုရင်ကျွန်မတို့တွေကလေပန်းရောင် color တစ်မျိုးတည်းကိုပဲတော့ပန်းရောင် color တစ်မျိုးတည်းပဲသုံးကြတာများတယ်ပါနီလည်းပန်းရောင် eyeshadow လည်းပန်းရောင်နှာခမ်းဒီလည်းပန်းရောင်အခုနောက်ပိုင်းကျတော့ peach color အရန်ကိုခစ်စားတဲ့ထဲကိုပါလာပြီpeach color ပြင်လိုက်တဲ့အခါကျတော့ပန်းရောင်နဲ့တော့မတူဘူး peach color ပြင်လိုက်တဲ့အခါကျရင်ကိုယ့်ရဲ့ပုံစံပို့ပြီးတော့လေပန်းရောင်ပြင်တဲ့ပုံစံတက်ပို့ပြီးတော့ fresh ဖြစ်တယ်လို့ခံစားရတယ် peach color လေးအတွက်ဒီ peach အခုနောက်ပိုင်းခစ်စားလာတဲ့ဒီ peach color လေးကို daily look မှာလည်းအဆင်ပြေပြေနဲ့ပြင်လို့ရအောင်လို့step by step အသေးစိတ်လုပ်ပြပေးထားပါတယ်ဦးဆုံး moisturizer စလိုက်ပါမယ်ကျမကတော့ moisturizer ရော primer ရောနှစ်မျိုးလုံးသုံးလို့ရတယ်နှစ်မျိုးလုံးပါတယ် Embrycy ကmoisturizer လေးကိုသုံးပါမယ်ဒီ moisturizer လေးကလေသူက primer လဲပါတော့လေprimer လိမ့်စရာသူ့ကိုဒီ moisturizer ကိုလိမ့်ပြီးသွားပြီဆိုရင် primer လိမ့်စရာမလိုတော့သူ့မှာ primer တက်အပြည့်ပါပြီးသားဒီ moisturizer ကိုအသုံးပြုရင် primer သုံးစရာမလိုတော့ဘူးတခါတည်းနှစ်မျိုးပါပြီးသားဆိုတော့အဆင်အရန်ပြေတယ်ဒါမဲ့တခုတော့သူ့ကိုသုံးမယ်ဆိုရင်တခုတတိထားရမှာတော့ရှိတယ်ပါလဲဆိုတော့ IC အရန်ပြန်တဲ့လူတွေလေအစီအရန်ပြန်တဲ့လူတွေဆိုရင်ဒီကောင်တော့ရင်ဒီကောင်နည်းနည်း cream တက်များတဲ့အတွက်ဘယ်လိုပြောမလဲဒီကောင်ကလေနည်းနည်း cream တက်များတာဖြစ်တဲ့အတွက်အစီပြန်သမားတွေသုံးမယ်ဆိုရင်တိတ်ပြီးတော့အဆင်မပြေဘူးမသုံးစေချင်ဘူးပေါ့နော်အစီအရန်ပြန်တဲ့လူတွေကိုမသုံးစေချင်ဘူးကက်မလိန်ခင် moisturizer ဆိုတာလေအရန်အရေးကြီးတဲ့ထဲကိုပါတယ်ဘာလို့လဲဆိုတော့ဒီ moisturizer လိမ့်မှလည်းကျမတို့လိမ့်တဲ့ makeup သားကကြာရှည်ခံမှာဖြစ်ပါတယ်ဒါနဲ့ဒီနားကိုဒီနေရာနားလေးတွေကိုပိုး primer သုံးပါမယ်ဒီပိုး primer ကတော့ချွေးပေါက်ကလေးတွေကိုနည်းနည်းချွေးပေါက်ကလေးတွေဒီနားမှာရှိတဲ့ချွေးပေါက်ကလေးတွေကိုနည်းနည်းကျင်းပိုးဒီကျင်းဟွာပေါ့နော်ဖြစ်ဒီနားမှာရှိတဲ့ချွေးပေါက်ကလေးနည်းနည်းဖုံးချင်တဲ့အတွက်ပိုး primer လေးကိုသုံးပါမယ်လက်ခုံး foundation ကိုသုံးပါမယ်ကောင်းကောင်းသုံးချင်တယ်အရန်ကြီးလည်းဈေးမျက်နှာကြီးလည်းမသုံးချင်ဘူးဆိုရင်ဒီလက်ခုံး foundation လေးကိုအသုံးပြုပေးပါပန်းလေးကိုလည်းဒီ brush နဲ့ဒီ brush လေးကလေသုံးလို့အရန်ကောင်းတယ်makeup ပြင်နေကျမအကြောင်းလေးလည်းနည်းနည်းပြောမယ်နော်ကျမတက္ကသိုလ်ကျောင်းတူကျမက makeup ဝါသနာကိုတက္ကသိုလ်ကျောင်းတတိယနှစ်လောက်ကနေစပြီးတော့ဝါသနာပါတာဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့အချိန်မှာကိုဘာလုပ်ချင်တာလဲဘာလုပ်ရင်ပြောလာလဲဆိုတာကိုလေတက္ကသိုလ်တတိယနှစ်လောက်မှာကိုမေးတယ်ကိုပေါ့နော်မေးကြည့်တဲ့အခါကိုပေါ့နော်စမ်းစစ်ကြည့်တဲ့အခါကျတော့အမှငါmakeup ကိုကလည်းကျောင်းတက်ရင်ကိုလည်း makeup ပြင်တယ်လေ makeup ပြင်တဲ့အခါကျတော့ကို makeup ပြင်တဲ့အခါကျရင်ဘယ်လိုပြောမလဲလိုကျောင်းတူဘဝထဲအဲ့လို makeup ပစ္စည်းတွေစူးရတာလေဝါသနာတအားပါတယ်အဲ့လိုမျိုးကိုရတဲ့မုတ်ဖိုးလေးတွေနဲ့ makeup ပစ္စည်းတွေဝယ်တယ်စုတယ်အဲ့ထဲကနေငါဒါ makeup ပြင်တဲ့အလုပ်ကို makeup
ပညာဟောင်းငါဝတ္တနာပါတာပဲဆိုတာကိုလေအမှစပြီးတော့တည်တယ်ပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာအမှစပြီးဝတ္တနာပါမှန်းတည်တော့တတိယနှစ်လောက်မှာစပြီးတော့ဆက်ကလက်ကလေးတွေတင်ကြောင်းပေးရက်တွေဆိုရင်အဲ့လိုဆက်ကလက်ကလေးတွေတွားပြီးတော့တက်တယ်foundation ကိုဒီ brush လေးနဲ့အရင်ဆုံးပုံပေးပြီးတော့လေနေရာချထားပြီးတော့ blender လေးနဲ့ဒီလိုလေးသားတဲ့စိတ်ဝင်အောင်ပွားလေး blender လေးနဲ့ပုတ်ပါမယ်စကားဆက်ပြောမယ်နော်အမတင်တန်းနေ circlet တွေလည်းတက်တယ်အားတဲ့အချိန်တိုင်းကိုရတဲ့အရာရတဲ့မုတ်ဖိုးနဲ့ circlet တွေတွားပြီးတော့တက်တယ်တက်ကြလို့ဟိုပါပေါ့နော်စထုတ်တာတင်နောက်ဆုံးနှစ်ကြတော့ငါမိတ်ကကိုကအရင်ကကိုပဲပြင်ရအစဝတ္တနာပါတာလေငါတက်တီစထုတ်တာနေတဲ့မှာကိုရဲ့ရွယ်ချက်ကကိုရဲ့ဝတ္တနာသိချသွားတယ်မိတ်က artist တယောက်ဖြစ်ချင်တယ်ဆိုတာဟုတ်အဲ့ဒါနဲ့ဟိုပါပေါ့နော်နောက်ဆုံးနှစ်ကိုဆောင်းဝဲဖြည့်ခံနေနောက်ဆုံးနှစ်မှာဖြည့်ခံနေဒီအကြောင်းသားအလှပြင်ဆိုင်မှာတွားပြီးတော့ကိုကအချိန်ရလည်းမပေးနိုင်ဘူးကြောင်းတစ်ဖက်နဲ့ဆိုတော့အဲ့လိုမျိုးရက်ရှည်လေးပါလေးလည်းအချိန်ပေးနိုင်ဘူးပတ်စံလည်းအဲ့လောက်ကြီးထိမရှိဘူးဆက်ကလက်တက်ဖို့လောက်ပဲပတ်စံရှိတာလေအဲ့ဒါနဲ့ကြောင်းသားမှနေတဲ့အလှပြင်ဆိုင်မှာနေ့တိုင်းတွားပြီးတင်ပြီးတယ်အဲ့လိုမျိုးတွားပြီးတော့အနာမှာတွားပြီးတော့သူရှိအနာကြောင်းသားဆိုင်မှာအလှပြင်ဆိုင်မှာတွားပြီးတော့စာမွဲဖြည့်ခံနေထိတငယ်ချင်းနဲ့2ယောက်တွားပြီးတော့တငယ်ချင်းရမော်ဒယ်ထိုင်ပြီးတယ်သူကိုပြင်နေအဲ့လိုမျိုးပေါ့နော်လောက်ခဲ့တာအဲ့လိုမျိုးတင်တန်းအဲ့လိုမျိုးသွားပြီးတော့မိတ်ကပ်ကိုအဲ့လောက်ထိပေါ့ကျောင်းစာမွေးနီးခံနီးထိတင်သွားတက်တယ်သွားတင်တယ်ပေါ့နော်ငါကျောင်းပြီးရင်ဒါလုံးမယ်ပေါ့ငါမိတ်ကပ် artist တယောက်လုံးမယ်ပေါ့ကွန်ဆယ်လာကိုဘွန်တစ်ဒီမှာကတော့ဘွန်တစ်ဝေးကကွန်ဆယ်လာလေးကိုအသုံးနဲ့ပါလို့လဲဆိုတော့လေဒီဟာလေးက full coverage လည်းဖြစ်တယ် quality ကောင်းကောင်းလည်းသုံးချင်တယ်အရင်အမြင့်ကြီးလည်းအဲ့လိုမျိုး hourglass လိုပါလို့လည်းမသုံးချင်ဘူးဆိုရင်ဒီ bond this way လေးကိုသုံးပါ full coverage လည်းဖြစ်တော့ကိုယ်စလာအတွက်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်လေနော်ဒီနေရာလေးတွေကလည်းနည်းနည်းမျက်ကွင်းညိုတယ်ကျမကနည်းနည်းမျက်ကွင်းနည်းနည်းညိုတဲ့အတွက်ဒီနေရာလေးတွေကိုကွန်ဆယ်လာလေးနဲ့ဖုံးပါမယ်ဒီနေရာလေးတွေကို highlight ပေါ့နော်ကွန်ဆယ်လာလေးနဲ့ဖုံးပြီးပါဒီကျမဒီနားမှာမျက်ခွင်နည်းနည်းညိုတာဖြစ်တဲ့အတွက် highlight ကလေးနဲ့ဒီနားလေးကိုထည့်ခြင်းတဲ့အတွက်ဒီနေရာလေးကိုကွန်ဆယ်လာသုံးတာပါဆက်ပြောမယ်နော်ကျောင်းပြီးွားလို့ကိုကကျောင်းပြီးွားတော့ကိုကဒီ makeup artist လောက်တော့မယ်ပေါ့နော်ကိုငါဒါဝတ္တနာပါတယ်ငါဒါလောက်ကိုလောက်တော့မှာဆိုတော့စုံပြတ်ချက်ချတယ်ကျောင်းပြီးတော့အိမ်ပြန်ရောက်တော့မိဘတွေကိုခွင့်တောင်းတော့လေဘယ်လိုပြောမလဲအိမ်မိသားဒီပေါ့နော်ကိုရဲ့ဒီစိတ်မျိုးအတိုင်းဝိုင်းနေထဲမှာလဲဒီဟာမျိုးလောက်တဲ့လူမရှိတဲ့အတွက်လို့မှခွင့်မပြုပါဘူးအဲ့ဒါနဲ့ခွင့်မပြုလို့ဆိုပြီးခွင့်လို့မှဘယ်လိုပြောမလဲကိုခွင့်မပြုအဲ့အချိန်မှာစပြီးတော့ကိုဒီအင်းရမိဘတွေလည်းခွင့်မပြုအတော်တွေကစဘယ်လိုကိုမလုပ်စေချင်ကြဘူးပေါ့သူတို့အနေနဲ့ဒီအလုပ်က
ပင်ပန်းနေပေါ့တကယ်တော့လေကျမထင်တာကျမတို့ပင်ပန်းနေဆိုတာလေကျမတို့မလုပ်ချင်တဲ့အလုပ်ပေါ့နော်ကျမတို့ရဲ့စိတ်မပါတဲ့အလုပ်တကယ်ကိုစိတ်ကတကယ်ဝါသနာမပါတဲ့အလုပ်တစ်ခုလုပ်ရမှာတကယ်ပင်ပန်းတာကျမတို့တကယ်ဝါသနာပါတဲ့အထဲအထိဝါသနာပါတဲ့အရာတစ်ခုကလေဘယ်လိုလုပ်ဘယ်လောက်ပင်ပန်းနေလို့မထင်ရဘူးတကယ်တော့ပင်ပန်းနေဆိုတာကလေကိုမလုပ်ချင်တဲ့ career တစ်ခုကိုလုတ်ကင်နေရတာကိုလုတ်ချင်တဲ့အရာရှိရတာနဲ့လုတ်ကင်ခွင့်မရတာမှတကယ်ဘဝမှာနေထိုင်ရတာတကယ်စိတ်ကောလူရောပင်ပန်းတာပေါ့နော်မျက်နှာကို highlight ထည့်ပြီးပြီဆိုတာနဲ့control ချပါမယ်ဒီရှီကလန်အသုံးနဲ့ရှီကလန်ကလေ budget save ဖြစ်တယ် control လေးချပါမယ်မျက်နှာကိုကြိုက်တဲ့ပုံစံမျိုးလေးမျက်နှာကို control ချပါမယ်ပြီးနှာတန်လေးကိုလည်း control ချပါမယ်နှာတန်လေးကိုအောက်ကလေးကိုချွန်းတဲ့ပုံစံလေးတွားခြင်းတဲ့အတွက် V shape ပုံစံလေးချဲပါတယ်control လေးနဲ့အောက်ကလေးကိုလည်းလေးစီလေးကိုလည်းနည်းနည်းစီချဲပါတယ်ဒီဘက်ချမ်းလေးကို blender လေးနဲ့ blend ပါမယ်တကယ်လို့ blender ကလေသုံးရတာ6ကတ်နေတယ်ဆိုတာမျိုးဆွဲဒီလိုပုတ်လို့အဆင်မပြေဘူးဆိုရင်လေsetting spray ရှိတယ်ဆိုရင် setting spray လေးနဲ့ဖြန်းပြီးတော့တုံးပေးပါကိုယ့်ရဲ့ blender နည်းနည်းပုတ်ဆွဲရတာအဆင်မပြေဘူးဆိုရင် setting spray လေးနဲ့တုံးပြီးအဲ့ဒါဆိုရင်ဒီလိုမျိုးပုတ်ရတာအဆင်ပြေဖြစ်သွားတယ်ပေါ့နော်အားနည်းအစီလေးထည့်ပါမယ် Q type ဘက်ကိုသွားမှာဖြစ်တဲ့အတွက်ကိုရီးယားဘက်ကိုစံတဲ့ပုံစံမျိုးလေးသွားမှာဖြစ်တဲ့အတွက်ဒီနေ့share ဒီနေ့အားနည်းကိုဒီလိုမျိုးလေးပေါ့နော်ချဲထားပါတယ်ဒီလိုမျိုးnatural ဆန်လေးနဲ့ပပကြည်လေးနဲ့ချစ်ပေါ့နော် cute ချစ်စရာကောင်းတဲ့ပုံစံမျိုးပေါ့နော်ပြင်มาဖြစ်တဲ့အတွက်ပါးနီလေးကိုလည်းဒီလိုပုံစံလေးပေါ့ဒီနေရာလေးကိုဒီလိုလေးအဝိုင်းပုံစံလေးပေါ့အဝိုင်းပုံစံလေးချဲပါတယ်โอเคပါးနီချဲပြီးပါပြီပါးနီချဲပြီးပြီဆိုတော့အခုပေါင်တာသုံးပါမယ်မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေဆိုတာပေါင်တာကမဖြစ်မနေသုံးရမှာပေါ့နော်တူဝေးတစ်ခုတည်းနဲ့မရဘူးဘာလို့ဆိုရာသီဥတုကတအားပူတယ်ဒီကီကိုတစ်စိတ်ကလေးသုံးပါမယ်ဒီကောင်းလေးကဈေးကတော့ဆေးနဲ့ရထားတော့လေဘတ်သူ့ရဲ့ဈေးနှုန်းနဲ့မစိုးပြောရမယ်ဝယ်တော့ကတော့9000 8000လောက်ရှိတယ်ဒါပေမဲ့ကီကိုတစ်စိတ်ကသူ့ရဲ့ normal ဆေးရတော့ဒီထက်တော့မကောက်ဘူးပေါ့မျက်ခုံးမျိုးလည်း travel ဆန်တဲ့ပုံစံမျိုးလေးချဲပြပေးပါမယ်ဒီနေရာလေးကိုကျမကတော့ဒီ color လေးသုံးပါတယ်ဒီကောင်လေးက natural ဘက်ကိုပို့ပြီးတော့ရောက်လို့ပါအရန်နဲ့အယောင်မရင်ဒီကောင်လေးဒီ color လေးကိုဒီ color လေးကိုသုံးပါကောင်လေးကလေဒီကောင်ကလေအညိုရောင်လဲအညိုကြမ်းရည်ရောင်လို့ပဲပြောပေါ့နော်ဒီမျက်ခုံးမွေးဒီ color လေးကလေအဲ့အတွက် natural ဆန်သုံးချင်တဲ့လူဆိုရင်ဒါအဆင်ပြေတယ်။အောင်းလို့အညိုအရင်နေကြတော့ပွဲတက်လို့ဘာလို့ပုံစံမျိုးဆိုရင်အဆင်ပြေတဲ့ဒီ natural ဆန်သုံးချင်တဲ့ဆိုဒီကြံရည်ရောင်လေးကပို့ပြီးတော့အဆင်ပြေပါတယ်။ Okay ကိတ်ကထွက်တဲ့ဒီ eyebrow လေးပါဒီကောင်လေးသုံးလာကြာပြီတော်တော်ကောင်းတယ်
highlight ကလေးတွေမျက်နှာကိုထည့်ပါမယ်ဒီနေရာလေးကို highlight လေးထည့်မယ်ပါးနီရော highlight ကိုထည့်ပြီးသွားပါပြီအရန်ထည့်မထားဘူးဘာလို့လဲဆိုတော့ natural look ပဲဖြစ်တဲ့အတွက်ဒီခုက peach makeup look ကိုမှ natural look ပဲသွားတာပုံစံမျိုးပြချင်တဲ့အတွက် highlight ကိုအများကြီးထည့်မထားပါဘူးလိုအပ်တဲ့နေရာလေးတွေပဲပို့ပြီးတော့လိုအပ်တဲ့နေရာလေးကိုပဲပို့ပြီးထည့်ထားပါတယ်အရင် highlight ကြီးလုံးမထားပါဘူး eyeshadow ချဲတဲ့အခါကျမရဲ့ own creation ဒီ eyeshadow မှာကျမရဲ့ own creation လေးနည်းနည်းလေးထည့်မယ်ဘာလို့ဆိုတော့ကျမအရင်ကျမက makeup ကိုလေးဘယ်လိုပြော creation လေးတွေထည့်တာပို့ပြီးတော့ makeup ကိုလေး creation ကိုပိုင် creation လေးတွေအဲ့လိုမျိုးထည့်ပြီးတော့လုပ်ချင်တဲ့ဒီ eyeshadow ချဲတဲ့အခါမှာနည်းနည်းလေး creation လေးကျမရဲ့ own creation လေးပေါ့နော်စိတ်ကူးထဲက creation လေးပုံပါပေါ့နော်နည်းနည်းလေးထည့်ပါမယ်အောက်ကိုလည်း peach color ပါလေးချင်မယ်နော်အောက်ကိုလည်း glitter လေးတင်မယ်ညာလေးကို glitter လေးအလဲလေးနည်းနည်းလေးပါလေးပဲတင်ပါမယ်ပေါက်ကနည်းနည်းသေးတဲ့ထဲကိုမျက်လုံးပေါက်ကနည်းနည်းသေးတဲ့ထဲကိုပါတဲ့အတွက်ဒီလိုမျက်ခုံးဒီလို eyeliner ချလိုက်တာကလေပို့ပြီးတော့မျက်လုံးအိမ်ကိုကျဲဝါတဲ့ပုံစံမျိုးဖြစ်ချင်လို့ဒီလိုမျိုးလေးချဲတာပါဒီနောက်ကိုထဲတဲ့အခါကျရင်ပြုံးပြီးတော့လောက်ပါလေးကိုတောင်းမယ်ဘာဖြစ်လို့ဆိုတော့ဒီနေ့သွားချဲပြမယ် makeup look ကnatural ဘက်ကိုသွားတဲ့makeup look ကိုဦးစားပေးချင်မှာဖြစ်တဲ့အတွက်ဒီကောင်လေးကကြတော့ဘောလုံးဘယ်လိုပြောမလဲဒီကောင်လေးကကြတော့သူကပါပြီးတော့ရှည်တဲ့ပုံစံမျိုးဘက်ကိုသွားတဲ့အတွက်ဒီဘောလုံးထူတဲ့ထဲတော့မပါဘူးဒါပေမဲ့သူကလေရှည်ဒီကောင်လေးသုံးလိုက်ရင်ကိုယ့်ရဲ့ငကူမျက်တောင်မွေးထက်ပိုပြီးတော့ရှည်သွားတယ်ပေါ့နော်အဲ့ဒါတော့သိတာတယ်နေရာလေးကိုနေရာလေးကိုအလက်ကလေးglitterလေးထည့်လိုက်တာပါ peach makeup look ကိုမှဒီနောက်ကိုကျမရဲ့စိတ်ကူးတဲ့ပုံစံမျိုးလေး creation လေးနည်းနည်းထည့်ထားပါတယ်နှာခမ်းဒီဆိုပြီးဆိုရင်ကိုစိုးချင်တဲ့ color အရောင်ထွက်မှန်အောင်လေးconcealer လေးဒီနှာခမ်းသားလေးကိုနည်းနည်းလေးသုံးစေချင်တယ်ဘာလို့အဲ့လိုမျိုးသုံးလိုက်တဲ့အခါကျတော့လေကျမတို့လိုချင်တဲ့ကာလာထွက်အတိုင်းမှန်တယ်ပေါ့နော်ခန်းဒီဆိုတဲ့အခါကျရင်ဒီလို blush လေးတစ်ချောင်းတော့ရှိတယ်နဲ့ထင်တယ်ဘာလို့ဆိုတော့ဒီ brush လေးကလေဒီလိုဖြည့်တဲ့အခါကျရင်တော်တော်လေးဖြူကောင်းတယ်ဒီလိုရိုးရိုးဆိုးတဲ့ brush နဲ့မတူဖြည့်လို့ကောင်းတဲ့အတွက်ကိုဒီလို brush လေးကဒီလို brush လေးကိုသုံးစီချင်တယ်ဒီ gloss လေးက Fanny Beauty ရပါရေတက်ဖြည့်ပြီးတဲ့ဒီ setting spray လေးကိုဖြန်းပါမယ်ဟိုလို glow look ကိုဦးစားပြီးချဲတာဖြစ်တဲ့အတွက်ဒီ setting spray မတ်တိုက်တဲ့ဆိုင်ဒီsetting spray လေးကိုသုံးပါမယ်ဟိုက glow look ပဲသွားခြင်းနဲ့ဒီလို natural ပဲဆန်ခြင်းနဲ့ဆိုရင်natural ပဲဆန်ခြင်းနဲ့ဆိုရင်ရေ glow ပါတဲ့ mist တွေပေါ့နော်ဒီ glow ပါတဲ့ setting spray လို့ဒီလိုရေတက်အားဖြည့်တဲ့ setting spray လေးကိုသုံးပြီးပါဒါမှ glow ပို့ပြီးတော့ကိုယ့်ရဲ့ makeup တာကိုပို့ပြီးတော့ glow စေတာပေါ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်